ပထမဆုံးစကားတာညီလေး16နှစ်မှာစကားတာညီလေးအမေနဲ့ဖေးထောင်နဲ့ရွှေဝေးလေးရန်ဆိုပြီးတော့အဲ့မှာခေါင်းဆောင်မင်းသားစကားကိုဗစ်ဖြစ်တော့နားလိုက်တာ6လနဲ့နားလိုက်တာ6လတည်းကလိုက်တာအဲ့တော့မမေဆိုရင်လည်းတင်မန်းနေဒီမွေးငါးတွေလည်းရောင်းခဲ့ရသမင်းတွေလည်းရောင်းခဲ့ရညီလေးဆိုရင်လည်းအဲ့တော့ delivery ပါဆွဲခဲ့ရမန်းလေးမှာပဲအဲ့တော့ဆို food panda delivery service မှာအဲ့လိုမျိုးဝင်ပြီးတော့မှပေါ့အဲ့လိုမျိုးရုံးနိုင်ခဲ့ရတော့ကိုယ်ဘွားအထက်ကိုရောက်လေဒီအောက်ခြေမှာစားခဲ့တဲ့ဘွားကိုမမေ့လေလို့ဒီနှစ်တွင်းမှာကားရတာဆိုရင်တော့အချီ90 80လောက်တော့ရှိပြီပေါ့ဟိုဟာအဲ့ဒီနှစ်မတိုင်ခင်အရင်လာတွေရောကားရတာတွေအချီ80လောက်ရှိအချီ80ဆိုရင်တပွဲဆိုရင်သူကတချီဆိုရင်2ညပေါ့အဲ့လိုမျိုးအဲ့လိုအားနဲ့ကားရတာဆိုရင်တော့ညနဲ့ပြောရင်တော့160 180လောက်တော့ရှိပြီခက်ခဲခဲ့တဲ့ပိုင်းတွေကလည်းအများကြီးပေါ့ခက်ခဲခဲ့တဲ့ပိုင်းတွေကလည်းအများကြီးပဲဒါအရင်တော့မကားရတဲ့ကာလတွေဆိုလဲဒါခက်ခဲနဲ့နော်ရုံးကန်ခဲ့ရတဲ့ခြေနေလည်းအများကြီးပေါ့ကွယ်အဲ့လိုမျိုးဒီမေမေဆိုရင်လည်းအခုလိုမျိုးဒါငွေငါးဆိုင်လေးတွေဖွင့်နော်အရင်တော့ဆိုလေအရင်တော့သမင်းဆိုင်လေးတွေဖွင့်အဲ့ဒီခြေနေတွေကနေပြီးတော့ဟိုကိုအားကိုစူးစမ်းရုံးကန်ပြီးတော့ဒါလူမျိုးဇက်ပင်တွေပြန်လဲပြီးတော့ဖြစ်လာတဲ့အနေအထားတစ်ခုကိုပြန်ရောက်အောင်လို့ကိုနိုင်ပဲစူးစမ်းခဲ့ရတာဟုတ်ကဲ့ဒါအခုညီလေးကဘယ်နှစ်ရှိပါလဲညီလေးကအသက်23နှစ်ရှိပါပြီပြည်သက်တွေကိုဖျော်ပြနေတဲ့အချိန်တွေကသူတို့နဲ့ထိတွေ့နေရတဲ့အချိန်တွေသူတို့ပျော်နေတာတွေသူတို့ပြုံးနေတာတွေပြီးတော့သူတို့ပေးတဲ့ဒီငွေတွေပကာသနာတွေဆိုတာတဲ့ဒီအရေးကြီးဆုံးကတော့သူတို့ရဲ့လက်ခုပ်တန်တွေပေါ့လက်ခုပ်တန်တွေသူတို့ပြုံးနေပျော်နေရတယ်ကိုယ်စက်ကိုကြည့်လို့ကိုကနေတာကိုသူတို့အားပေးနေလို့သူတို့စိတ်ထဲမှာဒီခက်ခဲသူတို့လည်းဒါပုရုဇဉ်လူသားတွေပဲเนาะအဲ့တော့သူတို့တနေ့တာရုံးကန်နေရတဲ့အချိန်တွေမှာဒီတညတာလေးတွင်းမှာပဲညီလေးတို့ဇက်လေးကိုလာကြည့်လို့ဒီသူတို့ရဲ့စိတ်တွေတောကတွေအစင်မပြေမှုတွေပျောက်သွားတယ်ဆိုရင်ပဲညီလေးကခြေနက်နဲ့ကပ်ပြဖြိုပြနေရတာပါမိမိကတော့အရင်တော့တစ်ခေတ်တခါအောင်မြင်ခဲ့တဲ့ hot dog မူပိုင်ရှင်အဲ့တော့9နိုင်ငံပြန်ဇာကောဝါဒေါ်ဒီလီမစ်ဖြစ်ပါတယ်ဖေဖေကတော့အချစ်များစွာနဲ့မောင်မြင့်လွင်ပါဒါပေမဲ့ဖေဖေကကောက်မွေးပြီးတော့ဖေဖေက8လသားမှနေဆုံးမသွားတာဟုတ်ဆုံးမတော့ဒါ3နှစ်လောက်မှပဲမိမိကဒါတို့ပန်တရားဦးနေဝင်အောင်ဆိုပြီးတော့ဒါတို့ရဲ့ကျွေးတဲ့အဖေပေါ့ဒါတို့ရဲ့3နှစ်သားကလေးကအခုချိန်ထိဒါတို့ကျွေးမွေးဆောင်ရှောက်တုံသင်ခဲ့တဲ့ဖေဖေဦးနေဝင်အောင်နဲ့နောက်ရင်အောင်ပြုတ်ပြီးတော့ဒါအခုကောင်းစင်လေးအနုပညာသမားတွေကတယောက်အဲ့တော့သမင်းပညာကိုလက်ဆင့်ကမ်းလာခဲ့တာဒီအနုပညာမှန်သမျှမနှက်ခင်းမိုးလင်းတာလည်းကြားရတာကြားတော့ဒီအရာကိုလည်းကိုကငယ်ကလေးကလည်းကြားနေရတာဖြစ်တယ်ပြီးတော့ဒါမျိုးရိုးစင်ဆက်ကလည်းလာတဲ့လူဖြစ်တဲ့အတွက်ကြောင့်မလို့အနုပညာသွေးတွေရောနှောနေတော့ခါကျတော့ဒီအမြဲတမ်းဝါသနာပါနေတာဒီဟာကြီးကိုအဲ့တော့ဟိုကျောင်းပညာရေးမှာထူးချွန်ခဲ့တာကျောင်းပညာရေးကမတူးရဘူးကိုကျောင်းပညာရေးကဒီလေးကဟိုဟာ6တန်းနဲ့ဒီလေးကျောင်းပညာရေးမှာပတ်မှာစိတ်တိတ်မပါတော့ခါကျတော့ဒီအရာကြီးကိုလက်ပွန်းတတိတွေ့နေရတော့ခါကျဒီအရာကြီးပဲလှုပ်ချင်နေတော့ခါကျတော့အဲ့မှာကျောင်းပညာရေး6တန်းဟိုမှာစောင်းမေးဝဲကို3ကပြ3ကလုံး3ပါလာနဲ့ကြားလို့ကျွန်တော်တွက်ပလိုက်တာတွက်ပြီးတော့အနုပညာအဲ့နဲ့အမေကအမသားကြီးကကျောင်းတက်မှာလားမင်းသားကမှာလားအမို့ကျွန်မင်းသားကတက်မှာလားမင်းသားက3ကမေးတက်မှာလားမင်းသားကမင်းသားကအဲ့တိုင်းပဲဖြေပြီးတော့ဆုံးဖြတ်ချက်ခိုင်မာနဲ့အနုပညာအတွက်လည်းရှောက်လန်းခဲ့တာပေါ့ကွယ်နော်အဲ့တော့ကျောင်းစားပြီးထွက်ပြီးဆိုကြတဲ့ဒီဘဘပန်တရားဦးမြတ်ကြီးစီမှာရင်တော့ညီလေးတို့ဇကိုင်းမှာနေရမန္တလေးမှာနေရမဟုတ်ဘဘစီမှာပဲအဲ့လိုမျိုးပညာမွေဆက်ခံပြီးတော့ဒီတင်ဆရာမြင်ဆရာကြားဆရာတွေအများကြီးဘဘတို့ဆိုလည်းဇက်ထောင်လာတာကိုကြီးလိုက်မအောင်ပန်တရားမြန်မာဇက်ဆိုပြီးထောင်လာတာအဲ့တော့ကိုကြီးတို့နဲ့လည်းသူကဇက်တွေတိုက်အင်းလုံးတွေတိုက်ရင်မင်းသားတွေကနေကိုကြည့်ပြီးတော့ကိုတင်ဆရာမြင်ဆရာကြားဆရာတွေလို့အားချခဲ့ရတာအဲ့တော့အကြောင်းလဲထွက်ဘဘစီမှာပညာသင်အဲ့တော့မင်းသားတို့တက်အပ်တဲ့ပညာတွေပေါ့ကိုအများကြီးပဲအကုန်သင်ခဲ့ပြီးတော့မှဒီမင်းသားတယောက်ဖြစ်အောင်လို့ကိုကြိုးစားခဲ့ရတာပါဟုတ်ပထမဆုံးစကားတာညီလေး16နှစ်မှာစကားတာ16နှစ်မှာခေါင်းဆောင်မင်းသားကားတာခေါင်းဆောင်မင်းသားကားတာ
စမ်းညီလေးအမေနဲ့ဖေးထောင်နဲ့ရွှေဝေးလေးရန်ဆိုပြီးတော့အဲ့မှာထောင်တော့အဲ့မှာခေါင်းဆောင်မင်းသားစက်ကပထမဆုံးနဲ့ဘယ်ဆက်မှရေးမင်းသားလည်းမကဘူးခေါင်းဆောင်မင်းသားစက်ကအရဲဆွန်ပြီးတော့ကပေါ့ကိုကပြောရရင်မဖြစ်နိုင်ဘူးလေဒီຢာကြီးကနော်ဖြစ်နိုင်ဘူးဆိုတာဟိုပထမဆုံးစက်တက်ရမှာပထမဆုံးစက်တက်ရမယ်ပွဲပေါ့စက်တက်ရမယ်ပွဲကလေကိုယူထားတဲ့မေဂျာခေါင်းဆောင်အဲ့လိုမှじゃမလွယ်ဘူးပေါ့ကွယ်လောက်ခဲ့ရလဲမလွယ်အများကြီးပေါ့အဲ့ချိန်တုန်းကလည်းမိသားစုတွေကပြိသက်တွေကအားပေးမှုတွေအများကြီးလဲခံရပါတယ်နော်အဲ့ဒါပြီးတော့မှကိုဗစ်ဖြစ်တော့နားလိုက်ရအဲ့တော့ညီလေးဆိုမင်းသားအဲ့တော့ကပြီးတော့6လနဲ့နားလိုက်ရ6လတဲ့ကလိုက်ရအဲ့တော့ဆိုအရန်လဲဟိုစိတ်တက်လဲကြာတယ်ကိုမကရတဲ့ချိန်တွေမှာအဲ့တော့ကိုဗစ်တွေဖြစ်အဲ့တော့မမေဆိုရင်လဲတင်မန်းနေအဲ့လိုမျိုးပေါ့ဒီမွေးငါးတွေလည်းရောင်းခဲ့ရပြီးတော့သမင်းတွေလည်းရောင်းခဲ့ရညီလေးဆိုရင်လည်းအဲ့တော့ delivery ပါဆွဲခဲ့ရမန်းလေးမှာပဲအဲ့တော့ဆိုမန်းလေးမှာမမေက food panda မှာဝင်တာ food panda delivery service မှာအဲ့လိုမျိုးဝင်ပြီးတော့မှပေါ့အဲ့လိုမျိုးရုံးနိုင်ခဲ့ရတော့ကိုယ်ဘွားဒီလိုပါပဲဘာပဲဖြစ်ကိုကအောက်ခြေကတက်လာတဲ့လူဖြစ်တဲ့ကြောင့်မလို့နော်အထက်ကိုရောက်လေဒီအောက်ခြေမှာစားခဲ့တဲ့ဘွားကိုမမေ့လေလို့အဲ့တော့အများကြီးလဲစူးစမ်းခဲ့ရတယ်ဒီနေရာကိုရောက်ဖို့အများကြီးလဲလုပ်ခဲ့ရတယ်အဲ့တော့ဒီကိုချစ်တဲ့ပရိသတ်တွေကိုပြန်ဖျော်ဖြေနိုင်ဖို့မိသားစုတွေအပြုံးတွေလက်ခုပ်တန်တွေကိုပြန်တွေ့ရဖို့အများကြီးလုပ်ခဲ့ရပါတယ်အရန်လဲပီတိဖြစ်တယ်အရန်လဲကိုစိတ်ထဲမှာရောကိုပရိသတ်တွေနဲ့လူထိတွေ့နေရတာရောအရန်ပျော်ပါတယ်အခုချိန်ကျွန်တော်ပျော်ဆုံးပဲ